မျိုးသမီးတယောက်ကမျက်မှန်တက်ပြီးစိန်ငယ်ဆွဲကိုစစ်ဆေးနေတယ်လို့ဟန်ဆောင်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီမျက်မှန်မှာ3စက္ကန့်ဖတ်နိုင်တဲ့နည်းပညာပါဝင်နေပြီးစိန်ငယ်ဆွဲရဲ့3အချက်လက်တွေကိုသူမရဲ့အဖွဲ့သားတွေစီချက်ချင်းပို့လိုက်ပါတယ်။အဖွဲ့သားတွေကဇွတ်ခါနေရကြောက်ကိုအသုံးပြုပြီးမူရင်းနဲ့ခွဲမရလောက်အောင်တူညီတဲ့စိန်ငယ်ဆွဲတူကို3 print ထုတ်လိုက်ကြပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကဒေါ်လာဘီလီယံတန်ဖိုးရှိတဲ့စိန်ငယ်ဆွဲအစ်စ်ကိုခိုးယူဖို့ပါ။အဲ့ဒီနေ့မှာနာမည်ကြီးမင်းသမီးရနာဟာဒီစိန်ငယ်ဆွဲကိုဝစ်ဆင်ပြီးညစာစားပွဲကိုတက်ရောက်လာပါတယ်။နာစားတောက်နေချိန်မှာစပူမှုဖြစ်အသွင်ယူထားတဲ့အဖွဲ့ဝင်တယောက်ကသူမရဲ့အစားတောက်ထဲကိုအနက်ရောင်ရည်တစ်မျိုးကိုတိတ်တဆိတ်ထည့်လိုက်ပါတယ်။ထို့နောက်စပွဲထိုးကအဲ့ဒီပကံကိုဂန္ဓာစီယူလာပေးပါတယ်။ဘာမှမသိတဲ့အဲနာကအားရပါရစားတောက်လိုက်ပေမဲ့မကြခင်မှာပဲနေမကောင်းဖြစ်လာပြီးအမျိုးသမီးတန့်စင်ကန်းကိုအမြန်ပြေးသွားရပါတယ်။အဲ့ဒီအချိန်မှာစပွဲထိုးဖြစ်အသွင်ယူထားတဲ့အခြားအဖွဲ့ဝင်တယောက်ကတန့်စင်ကန်းအတွင်းကအခန်းတစ်ခါတွေကိုတစ်ခုပြီးတစ်ခုတောက်ခတ်လိုက်ပြီးနောက်ဆုံးတစ်ခန်းကိုသာဖွင့်ထားခဲ့ပါတယ်။အန်နီကတော့တန့်စင်ကန်းအဝမှာအတင်းဆောက်နေပြီးအန်နာဝင်သွားတာနဲ့လုံခြုံရေးနှစ်ယောက်ကိုတမင်တားထားလိုက်ပါတယ်။ဒါကြောင့်လုံခြုံရေးတွေကအပြင်မှာပဲစောင့်နေရတော့ပါတယ်။အန်နာအတွင်းမှာအဆက်မပြတ်အန်နီချင်းအဖွဲ့ဝင်တယောက်ကစိုးရိမ်ပူပန်နဲ့ဟန်နဲ့ဝင်လာပြီးအန်နာရဲ့လေပင်ကစိန်ငယ်ဆွဲကိုအခွင့်ကောင်းယူကဖြုတ်ယူလိုက်ပါတယ်။လေဆွဲရတာနဲ့ချက်ချင်းပဲသူမရဲ့အဖွဲ့သားတွေကိုအကြောင်းကြားလိုက်ပါတယ်။တစ်ဖက်မှာတော့အခြားအဖွဲ့ဝင်တယောက်ကစပွဲတို့ကိုပကံကိုမိဖို့ချောင်ပြန်ယူသွားဖို့အချက်ပေးလိုက်ပါတယ်။အဲ့ဒီနောက်သူမကတန့်စင်ခံတွေကထွက်လာပြီးစိန်ငယ်ဆွဲကိုပကံနဲ့တိတ်တဆိတ်ထည့်လိုက်ပါတယ်။ဘာမှမသိတဲ့စပွဲတို့ကအဲ့ဒီပကံကိုမိဖို့ချောင်နဲ့ယူသွားပါတယ်။မိဖို့ချောင်နဲ့ရောက်တာနဲ့အဖွဲ့ဝင်တယောက်ကပကံကိုလက်လွတ်ယူပြီးရေထဲမှာစေးကြောတယ်လို့လုပ်ပါတယ်။လူမကြည့်တဲ့အချိန်မှာတော့စိန်ငယ်ဆွဲကိုအိတ်ကက်ထဲတိတ်တဆိတ်ထည့်လိုက်ပါတယ်။အဲ့ဒီနောက်သူမကတန့်စင်ခံသွားမယ်လို့ဟန်ဆောင်ပြီးအတွင်းဝင်ကတကားပိတ်လိုက်ပါတယ်။ပြီးတော့စိန်ငယ်ဆွဲကိုအစိပ်ပိုင်းတွေဖြုတ်ကအခြားလက်ဝဲရတနာပုံစံအဖြစ်ပြောင်းလဲလိုက်ပါတယ်။မကြခင်ကအပြင်ထွက်လာချိန်မှာလုံခြုံရေးတွေကသူမရဲ့လေပင်မှာစိန်ငယ်ဆွဲမရှိတော့တာကိုသတိထားမိပြီးတန့်စင်ခံနဲ့အမြန်ဝင်စစ်ပေမဲ့ဘယ်သူမှမရှိတော့ပါဘူး။လုံခြုံရေးတွေကနေရာတစ်ခုလုံးကိုချက်ချင်းပိတ်ဆို့ပြီးလူတိုင်းကိုတယောက်ချင်းစီစစ်စစ်လို့ထောက်စစ်အောင်လဲရှာဖွေကြပါတယ်။ဒါပေမဲ့ဘာသက်တည်မှမတွေ့နိုင်ခဲ့ပါဘူး။အဲ့ဒီချိန်မှာအမျိုးသမီးတယောက်ကရေထဲကနေစိန်ငယ်ဆွဲတူကိုဆယ်ယူလိုက်ပါတယ်။နာမည်ကြီးမင်းသမီးရနာကလည်းအဲ့ဒီလေဆွဲတူကိုပြန်ဝေးလိုက်ပေမဲ့စိန်ငယ်ဆွဲစစ်ကတော့အခြားလက်ဝဲရတနာဖြစ်အသွင်ပြောင်းခံထားပြီးအဖွဲ့သားတွေကအောင်မြင်စွာတည်ဆောက်ထုတ်ခွာသွားကြပါတယ်။